ဓမ္မေအဂါရဝဓမ္မအပေါ်မှာမလေးစားဘူးလို့ဆိုဒီကနေ့ခေတ်မှာပိုးတော်များလာပြီတရားဟောနေတယ်စကားပြောတယ်တယ်လီဖုန်းပြောတယ်အဲ့ဒါတရားကိုအလေးမထားဘူးလို့ဆိုလို့အလေးမထားရရောက်တရားဟောနေတဲ့အခါမှာစကားမပြောရဘူးဆိုတာစကားမပြောဘဲနဲ့တလေးတစားနားထောင်တာအလေးထားတယ်လို့အဓိပ္ပာယ်ရအေးတရားကအရေးကြီးဘူးဖုံးလာရင်ဖုံးပြောရဖို့ကအရေးကြီးတယ်ဆိုဟောအလေးထားတာတစ်မျိုးဖြစ်သွားမနေ့ကရေစက်ချတော့တောင်မှကြားလိုက်သေးတယ်တရားဟောနေတဲ့အချိန်မှာဖုံးပြောနေရာတိုင်းမှာရှိတယ်အဲ့ဒါဟာအာဃာရဝလို့ဒီလိုဆိုလို့တုံးနဲ့တူလက်တို့ပြီးတိုးတိုးပြောတယ်တရားပွဲမှာလာပြီးတော့စကားပြောနေတယ်။ကွာစီလော်စားတယ်ပဲလော်စားတယ်ဒါတွေဟာဓမ္မအာဃာရဝလို့ခေါ်တယ်။အေးထင်တော့တရားပွဲမှာလာပြီးဒီလိုလုပ်တာအပြစ်မရှိဘူးလို့ထင်ကောင်းထင်လိုက်တယ်။အပြစ်ရှိတယ်။ဓမ္မေအာဃာရဝတရားကိုမလေးစားဘူးဆိုတဲ့အဓိပ္ပာယ်ကိုရောက်တယ်ပေါ့။အဲ့ဒါမျိုးဆိုရင်တရားပွဲကိုမလာဘဲနေတာကောင်းတယ်မန္တလေးကဆရာတော်ကြီးတစ်ပါးတခါရေစက်ချပွဲမှာအမိန့်ရှိတာကြားဘူးတဲ့စကားပြောမှလားတရားနာမှလားတဲ့စကားပြောမှဆိုရင်အခုတည်းမလာနဲ့သွားတရားနာမယ်ဆိုလို့ရှိရင်တော့တရားနာနေတော့စကားမပြောနဲ့အဲ့ဒီဆရာတော်ကနားလည်အောင်ခက်ကြမ်းကြမ်းပြောတယ်ဟောဒီထွေးကန်နဲ့ပေါက်မှလို့ဆရာတော်ကြီးအချက်အဲ့ဒီလောက်ထိအောင်မြန်မာဗုဒ္ဓဘာသာဝင်တွေထဲမှာတရုပ်ပြက်နေကြပြီဆိုတာထင်ရှားကိုမလိမ္မကြပဲနဲ့ဝေဖန်ကြည့်ဓမ္မေအာဃာရဝဆိုတာငါတို့မှာဖြစ်နေပြီလားဆိုတာကိုစဉ်းစားကြည့်ဖို့လိုအပ်တယ်တလောတော်ကဘုံရောင်မှာကျောင်းရည်စက်ချဘုန်းကြီးတို့ကတရားဟောနေတယ်အမျိုးသမီးတယောက်ပလင်နာနဲ့နှစ်ဟိုတဲ့လောက်ပဲဝေးတယ်9ပေ6ပေလောက်ပဲဝေးတယ်ဖုံးပြောနေတယ်တိုးမဟုတ်ဘူးကြဲကြီးပြောတယ်ဘုန်းကြီးကတရားဟောနေတယ်သူကဖုံးပြောနေနော်ပြောကောင်းတယ်လို့ထင်နေသလားမသိဘူးဒါလည်းဓမ္မေအာဃာရဝလို့ခေါ်တယ်အေးဘလောက်ပဲလူတန်းနေဘလောက်ပဲသာသနာတော်ကြီးညိုပါတယ်ပြောပြီပဲအာဃာရဝဖြစ်နေတာတွေကအများကြီးဖြစ်နေဗမာပြည်ဒါသာသနာကွယ်ခြင်းအကြောင်းသိအောင်လို့ပွင့်ပွင့်လင်းလင်းပြောတာတကယ်သိလိုက်တာတရားပွဲလာရင်စကားတူပြောတာတို့ဖုံးပြောတာတို့ကွာစီလော်စားတာတို့ပဲလော်ဝါတာတို့ဟိုဟာဒီဟာစားတာအေးတရားပွဲမှာအပြောလာသလိုဖြစ်တယ်တချို့လည်းပဲတရားပွဲမှာတစ်ဖက်သုတ်တွေဂျင်းသုတ်တွေဝေထားတာရှိတယ်အဲ့ဒါလေးဝါလိုက်တရားနာလိုက်ဝါလိုက်တရားနာလိုက်ဆိုအလုံးနှစ်ခုတော့ဖြစ်တာပေါ့ဘာနဲ့တူတော့ဆိုလို့ရှိရင်တယ်လီဗီရှင်းကြည့်ရင်ပဲလော်စားရင်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်တယ်ပေါ့နော်တရားဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးလေးလေးနည်းနည်းနာယူမှတ်သားပြီးတော့မိမိအသိဉာဏ်နဲ့ရောက်အောင်နားထောင်ကြရမှာဖြစ်တယ်မြတ်စွာဘုရားကတရားနာတိုင်းဆုံးမဩဝါဒပေးနေရှိတယ်သာဓုကံသူနောဟိမနတိကရောဟိသာဓုကံသူနောထမနတိကရောထကောင်းကောင်းနားထောင်စိတ်ထဲမှာစိုက်ထားကြလို့ဆိုပြီးတော့မှဟောလေးရှိတယ်ပေါ့ဘုရားတရားတော်ဆိုတာအလေးနဲ့ထားပြီးတော့အားကုန်စိုက်ပြီးနားထောင်တာတောင်မှပဲတချို့ဟာတွေနားမလဲလိုက်တာမျိုးတွေဖြစ်တတ်သေးတယ်ဒါကြောင့်မို့ဓမ္မေအာဃာရဝလို့ဆိုတာဟာရှောင်ရှားဖို့အမှန်တမ်းအရေးကြီးတယ်မြန်မာနိုင်ငံမှာတရားပွဲကြီးတွေတော့လုပ်ပါရဲ့သို့တော့တရားပွဲကြီးတွေထဲမှာတရားပလင်နာကပ်ပြီးတော့တရားမနာတဲ့လူတွေမြောက်များစွာဘုန်းကြီးတို့ကတွေ့နေရတရားမလာဘူးတရားပွဲစီစဉ်နေအသင်းအဖွဲ့တွေလုပ်ပြီးဓမ္မဂတိကတွေရအောင်ပြင့်ပြီးတော့တရားပွဲလုပ်တယ်သူတို့ကဘာလုပ်တော့တရားပလင်နောက်ပွဲမှာစကားပြောတယ်စကားပြောရုံနဲ့မကဘူးတချို့ကဘာတော့ဆိုရင်အဖြောရမကာလေးတွေတောင်တောက်နေတယ်လို့ကြားနော်ဓမ္မေအာဃာရဝအဲ့ဒီပုဂ္ဂိုလ်တွေကတော့ကောင်းရသူတွေရောက်ဖို့တော့မရှိဘူးတရားရဲ့အသိဉာဏ်လည်းရမှာမဟုတ်ဘူးအဲ့ဒါမျိုးတွေတောင်ရှိနေတယ်ဆိုတာဘုန်းကြီးတို့တွေကကြားသိနေရတယ်ပေါ့ဒါတွေဟာဓမ္မေအာဃာ